တောင်ပေါ်ကဘိုးကြားတရားထိုင်ခဲ့တဲ့ဂူးလို့ဆိုပါတယ်ရှင်။နန္တာတောင်ပေါ်ကဘိုးကြားတရားထိုင်ခဲ့တဲ့ဂူဖြစ်ပါတယ်ရှင်။အောက်လေးကိုနည်းနည်းလေးဆင်းသွားရတယ်ရှင်။ဂူရဲ့အပေါ်မှာစေတီလေးရှိပါတယ်။ဂူဝမှာတော့နေလတက်ကလေးဆင်ထားတယ်ရှင်။ဂူလေးကအဲ့လိုလေးအောက်ကလေးကိုအစင်းလန်းလေးကိုဆင်းသွားရတယ်ရှင်အစင်းလန်းလေးကိုဆင်းသွားရတယ်ရှင်ဆင်းသွားရပါတယ်အဲ့လိုအနှိမ်လေးကိုဆင်းသွားရတယ်ရှင်ဆင်းသွားပြီးတော့မှဂူဝမှာနေလတက်ကလေးနဲ့အဲ့လိုလေးဂူလေးတွေ့ရပါတယ်အဲ့ဒါဘိုးကြားတရားထိုင်ခဲ့တဲ့ဂူလို့ဆိုပါတယ်ကျွန်မအဝေးကနေတစ်ခေါက်ရိုက်ပြမယ်ကျမတို့အောက်ကိုဆင်းသွားရတာကျွတ်တွေဆိုတော့မနှဲပါပဲရှင့်ကျွတ်တွေဆိုတော့တောထဲမှာဆိုတော့လေအဲ့ဒီဂူလေးပါ